မတ်လ31ရက်နေ့ဟာကျွန်တော်တို့ရဲ့နောက်ဆုံးရက်ပဲဆိုတော့အဲ့ဒီနေ့ပြီးရင်ကျွန်တော်တို့ခင်ဗျားတို့လက်ထက်ကဖုန်းတစ်လုံးဟာနောက်ဝက်ပေါ်မှာတစ်စက္ကန့်အတွင်းတည်သွားနိုင်ပါတယ်ဆိုတော့ကျွန်တော်ဒါအဝေးထိန်းစနစ်နဲ့ခလုတ်နှိပ်ပြီးပိတ်ချလိုက်တယ်လို့ပါပဲ2026ရဲ့ CEI ဟာစနစ်အသက်ဝင်လာတာနဲ့အမျှတင့်ဖုန်းဟာအဖိုးတန်ကရိယာတစ်ခုအဖြစ်ဆက်ရှိနေမလားဒါမှမဟုတ်အုတ်ခဲတစ်ချက်ဖြစ်အစွတ်ပစ်ခံရမလားဆိုတာအဖြစ်ထွက်လာတော့မှာပါဒါဆိုရင် CEI ဟာဆိုတာဘာလဲအလွယ်ဆုံးပြောရရင်ဒါဟာဖုန်းတိုင်းမှာပါတဲ့ IMEI ရဲ့နံပါတ်တွေကိုကျွန်တော်တို့ network database နဲ့ချိတ်ဆက်ပြီးတော့အဲ့ဒီဖုန်းဟာအစိုးရစီမှာမှတ်ပုံတင်ထားသလားဒါမှမဟုတ်တရားဝင်လမ်းကြောင်းကဝင်လာတာလားဆိုတာကိုစက္ကန့်ပိုင်းအတွင်းမှာဆုံးဖြတ်ပေးတဲ့ပင်မထိန်းချုပ်ရေးစနစ်ဖြစ်ပါတယ်ဆိုတော့ကမ္ဘာမြေပုံပေါ်မှာလည်းဒီစနစ်ရဲ့ရလဒ်တွေကသိသာလာပါတယ်ဒီစနစ်ကိုအသုံးပြုနေတဲ့အိန္ဒိယနိုင်ငံမှာဆိုရင်ဖုန်းခိုးမှုဟာ30%အထိကျဆင်းသွားပါတယ်ဒါအပြင်မှာကျွန်တော်ပါကစ္စတန်မှာဆိုရင်လည်းဒီစနစ်ရဲ့အားနည်းချက်ကြောင့်ပြည်သူတွေရဲ့တာမန်ဖုန်းတွေပါ error တွေတက်ခဲ့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အင်ဒိုနီးရှားမှာဒီစနစ်ရဲ့အကျိုးကျေးဇူးကြောင့်ပဲအစိုးရဝင်ငွေခွန်တွေတက်လာပြီးတော့ဖုန်းဈေးကွက်ကတော့15%နဲ့20%အထိထိုးတက်လာခဲ့ပါတယ်ဒါပေမဲ့ဒီစနစ်ကတက်ပတ်ဆိုင်အတွက်မမြင်ရတဲ့ digital dialogue တစ်ခုဖြစ်လာပါလိမ့်မယ်အကြောင်းကတော့ဘဏ်ကပါဆိုပြီးလိန်တာတွေ SMS အတူတွေနဲ့ငွေညှစ်နေတဲ့ scammer တွေအတွက်ပုံးစရာနေရာမရှိတော့ပါဘူးဖုန်းတစ်လုံးစီရဲ့ IMEI ကသုံးစွဲသူတွေရဲ့ identity နဲ့တသားလေးဖြစ်သွားတဲ့အခါ scammer တွေကိုအရင်ကထက်ခြေရခံရတာပိုပြီးလွယ်ကူသွားပါလိမ့်မယ်နောက်တစ်ခုကကျွန်တော်တို့မြန်မာဈေးကွက်ထဲမှာဆိုရင်လည်းစီးမြင့်တစ်ခုပေါ်လာပါပြီနောက်ပိုင်းတွေမှာကျွန်တော်တို့ဖုန်းအဟောင်းတွေဝယ်တဲ့အခါမှာ body connection အစင်းအချက်ရာလေးတွေထက် IMEI ရာဇဝင်ကအပိုပြီးအရေးကြီးလာပါလိမ့်မယ်ဆိုတော့ IMEI မတန့်ရင်မှတ်ပုံတင်မထားဘူးဆိုရင်သင်ရဲ့ဖုန်းဟာတန်ဖိုးမရှိရဲ့အစွတ်ပစ်ခံဖြစ်သွားပါလိမ့်မယ်ဒါပေမဲ့ဒီစနစ်ကြီးကိုအန်တုမဲ့ underground black market တစ်ခုလည်းရှိနေပါတယ်ဆိုတော့ဒါကတော့ကျွန်တော် IMEI ကလုံးနေမှာတည်သွားတဲ့ဖုန်းတွေရဲ့ IMEI ကိုခိုးယူပြီးတော့မှတရားမဝင်ဖုန်းတွေကိုဝိညာဉ်ကူးပြောင်းတဲ့ပုံစံနဲ့ထည့်သွင်းပေးတဲ့နည်းလမ်းမှာဆိုတော့ဒီ digital cyber crime blocker ဟာဘယ်လောက်အထိနှက်ဆိုင်ပါလဲကျွန်တော်အဆုံးသတ်မှာတော့ကျွန်တော်တို့ရဲ့အညီမဲ့လွတ်လပ်ခွင့်တွေကုန်ဆုံးသွားပြီဆိုတာဒီစနစ်ကကြေညာလိုက်တာပါ2026ဟာကျွန်တော်တို့အားလုံးအဖြေထုတ်ရမယ်နှစ်တစ်နှစ်ပါဆိုတော့ပင်ရောရင်ဆိုင်မှုအသက်ဖြစ်ပြီလားဒီပေါင်းတင်ဖုန်းကရော CEI မှာ register ဖြစ်ပြီးသွားပြီလားအချက်ဖြေခဲ့ပေးပါဦးတကယ်လို့မသိသေးဘူးဆိုရင်လည်းမသိသေးဘူးလို့ရေးခဲ့ပေးပါဘယ်လိုဆက်ရမလဲဆိုတာနောက်ဗီဒီယိုမှာကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အခုလိုစိတ်ဝင်စားတဲ့ content video တွေကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Master Soul Channel လေးကို subscribe လေးလုပ်ပြီးတော့မှကူညီပေးတော့ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်